အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဒေါက်တာဆိုင်းကောင်းဝင်းပါတိရစ္ဆာန်ဆေးကုဆရာပါဒီဗီဒီယိုထဲမှာထူးခြားဆန်းပြမိုက်ခရိုပလတ်စမာယောဂါကိုအကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဘာလို့ထူးခြားဆန်းပြရလဲဆိုရင်မိုက်ခရိုပလတ်စမာဆိုတဲ့ယောဂါပိုးမှာဆဲဝေါ်လို့ခေါ်တဲ့ဆဲကိုတာရန်ထားတဲ့အပြင်လွှာပါနော်အဲ့ဟာမရှိပါဘူးရလို့မိမိရဲ့ကြက်တွေမှာပေါ့နော်မိုက်ခရိုပလတ်စမာယောဂါရှိလို့ပရိစီဝါစီတိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေ့ကြရပရိစီဝါစီတိုက်လိုက်လို့ရှိရင်ဒီယောဂါကိုထိရောက်စွာကုသနိုင်မှာမဟုတ်ပါဘူးအဲကြတော့ mycoplasma ဆိုတာဘာယောဂါလဲကျွန်တော်ဆက်ကြည့်အောင် mycoplasma ဆိုတာတက်ရှူလမ်းကြောင်းကိုအဓိကထိခိုက်စေတဲ့ mycoplasma erythritecum လို့ခေါ်တဲ့ယောဂါပိုးနဲ့နောက်တစ်ခုအဆက်တွေပါရောင်ရမ်းစေတဲ့ mycoplasma synoviae လို့ခေါ်တဲ့ bacteria ပိုးပေါ့နော်ဒီနှမျိုးရှိပါတယ်များသောအားဖြင့်ဒီတက်ရှူလမ်းကြောင်းထိခိုက်စေတဲ့ chronic respiratory disease CRD လို့ခေါ်တဲ့ယောဂါကိုဖြစ်စေတာဒီ mycoplasma erythritecum ပါနော်ဒီယောဂါအတက်ငယ်တဲ့ကြက်တွေမှာပိုဖြစ်တယ်ဒါပေမဲ့အတက်ကြီးသွားတဲ့ကြက်တွေသူတို့ပြင်ဥစားကြက်တွေမှာလည်းတွေ့ရပါတယ်ဒီယောဂါဖြစ်ပြီးဆိုရင်တိမ်လုံးကတော့အဲ့လောက်မများဘူးပေါ့နော်ဒါပေမဲ့သူကနာတာရှည်ယောဂါပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ဥစားကြက်တွေမှာဖြစ်သွားပြီဆိုရင်သာစားလုံးကျမယ်ဝိတ်ကျမယ်ပြီးရင်နောက်ဆက်တွဲအနေနဲ့ဒီဥနှုံးကြရဖြစ်မယ်ပေါ့နော်ဥနှုံးကတော့20ကနေ30ရာခိုင်နှုန်းလောက်ပြီးကျနိုင်ပါတယ်တခြားတော့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်တဲ့ချောင်းဆိုးတာနာချီတာနာရီယိုတာတက်ရှူရခတ်တာစတဲ့လက္ခဏာတွေလည်းတွေ့ရနိုင်ပါတယ်။ကျလို့တည်သွားတဲ့ကောင်လေးကိုခွဲကြည့်မယ်ဆိုရင် encephalitis လို့ခေါ်တဲ့ဒီလေးရောက်တာပေါ့နော်။ခွဲကြည့်လိုက်တဲ့ချိန်မှာခန္ဓာကိုယ်ထဲမှာဒီအမြုပ်တွေလိုမျိုးပေါ့နော်တွေ့ရမယ်။ E. coli လို့ခေါ်တဲ့ bacteria ပိုးနဲ့အတူတူတွဲဖြစ်မယ်ဆိုရင်ကိုရင်းအင်္ဂါတဝိုက်မှာအထူးဖြင့်အသေးတို့ဥအိမ်တို့ပတ်ပတ်လည်မှာဒီအဝါရောက်အနက်တွေလိုမျိုးပေါ့နော်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီချောက်ပေါ့ E. coli နဲ့တွဲဖြစ်နေတယ်လို့ပြောလို့ရပါတယ်နောက်ပြီးတော့သူ့ရဲ့လေပြုံခွဲကြည့်လိုက်မယ်ဆိုရင်အနီရောင်လေးပေါ့နော်ရောင်ရိုင်းမှတွေးစားရလိုမျိုးတွေ့ရမယ်တချို့ကျတော့ဒီချွဲရည်နဲ့ပိတ်နေမယ်အဝါရောင်ချွဲရည်လိုမျိုးပုံစံမျိုးလည်းတွေ့ရနိုင်ပါတယ်ဒီယောဂါဘယ်လိုကြောင့်ဖြစ်လာနိုင်တယ်လဲပေါ့နော် ND လို့ခေါ်တဲ့လေလိန်ယောဂါ IB လို့ခေါ်တဲ့လေပြုံရောင်ယောဂါစတဲ့ virus တွေကြောင့်ဖြစ်တဲ့ယောဂါပိုးကြီးဝင်ပြီးဆိုရင်နောက်ဆက်တွဲ bacteria ကြောင့်ဖြစ်တဲ့ယောဂါပေါ့နော်ဒီ mycoplasma တို့လိုမျိုးယောဂါတွေလွယ်တကူဝင်ရောက်နိုင်ပါတယ်နောက်တစ်ခုက stress လို့ခေါ်တဲ့စိတ်ဖိစီးမှုကိုများစေတဲ့အကြောင်းအရာတွေပေါ့နော်ဥပမာနှုတ်တီးဖြတ်တာဒါမှမဟုတ်ရင်ကြက်ရွှေ့တာတစ်ချမ်းတစ်ချမ်းရွှေ့တာပြီးတော့လေဝင်တွေထွက်တယ်မကောင်းဘူးစတဲ့အချက်တွေဟာကြက်တွေကိုပေါ့နော်စိတ်ဖိစီးမှုတွေများစေတယ်အဲကြရင်ယောဂါကိုလွယ်တကူဖြစ်သွားစေပါတယ်ပြီးရင်ဒီယောဂါမိခင်အနေပေါ့နော်သူ့ရဲ့ကြက်ပေါက်လေးစီကိုကူးစက်နိုင်တယ်ယောဂါပိုးတွေပါရှိနေတဲ့ဒီလေအမုံတွေကနေလည်းတဆင်တခြားသောကြက်တွေစီကိုကူးစက်နိုင်ပါတယ်ဒီယောဂါ ND လေလိန်ယောဂါ IB လေပြုံရောင်ယောဂါစတဲ့ယောဂါတွေနဲ့ပုံစံချင်းဆင်နေတဲ့အတွက်ကြောင့်မလို့မမအောင်အထူးတတိပြုရမှာဖြစ်ပါတယ်အဲကြတော့ဒီယောဂါကိုဘယ်လိုကုသရမလဲခုနကျွန်တော်ပြောခဲ့လိုမျိုးပဲဒီယောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေဆဲဝေါ်လို့ခေါ်တဲ့ဒီဘက်တီးရီးယားရဲ့အပြင်ကိုကာယံထားတဲ့အကာမရှိဘူးပေါ့နော်အဲကြောင့် penicillin, amoxicillin, vancomycin တို့လိုမျိုးဒီဆဲဝေါ်ကိုတွိုင်းမှတိုက်ခိုက်တဲ့ပဋိဇီဝဆေးကိုပေးလဲအလကားပဲပေါ့နော်သူ့ကိုထိရောက်စွာမကုသနိုင်ပါဘူးဒီယောဂါအတွက်အသင့်တော်ဆုံးဆေးရတော့ဒီ tyrosine, tetracycline, oxytetracycline စတဲ့ဆေးတွေနဲ့ပေးမှကုသလို့ရပါတယ်အကောင်းဆုံးကတော့မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်တာဖြစ်ပါတယ်အဲကြတော့ကာကွယ်ဆေးကိုကျွန်တော်တို့ပေးလို့ရပါတယ်ပြီးရင် biosecurity လို့ခေါ်တဲ့ဇီဝလုံခြုံရေးကိုကျွန်တော်မြင့်တင်ထားရမယ်ဒီလိုလုပ်ခြင်းအပြင်ကျွန်တော်တို့စီးပွားရေးရာဆုံးရှုံးနေနာမယ်စီးဖို့ကုသစရိတ်တွေကိုတစ်ဖက်တစ်လမ်းနဲ့ရှော့ချနိုင်မှာဖြစ်ပါတယ်ပြီးရင်ဒီယောဂါနာတာရှိတမြင့်မြင့်နဲ့ထိခိုက်တာဖြစ်တဲ့အကြောင်းဝင်ငွေတွေကိုမတိမတာနောက်နေဆုပ်ယုပ်နေစေတဲ့အချက်တစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါအထူးဂရုစိုက်တတိထားမယ်ယောဂါမျိုးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်ပြောတော့ထူးခြားဆန်းပြတဲ့ mycoplasma ယောဂါပိုးအကြောင်းနဲ့ကြက်တွေမှာဖြစ်စေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုဟာမိတ်ဆွေတို့ဘုဟုတ္တရတယ်ဆိုရင် comment ရေးခဲ့ပါ like and share လေးလုပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်